Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ညညတဲ့စာပြမှာဖြစ်ပါတယ်စာချက်ပါအောင်ဒီမစပ်ပါနော်ဒီမှာဟိုလေးစတားလေး9လေးပဲစားစတားလည်း1000ခွဲစီဟိုပေါင်းကငါလို့ခေါ်လိုက်ပါမလားညီမလေးကလည်းညီမနေရောက်တယ်စာအကုန်ချွတ်ချွတ်တူပါနော်အမိုင်းပါနော်ဘောင်းမီအင်းရစာအရန်တူမလေးလားဒါကတော့မိဘဖြစ်ပါတယ်မမရဲ့မိပါရောက်သေးချက်ပါနော်မမတိတ်မဆက်ဘူးတိုင်ရကြလာပြီစားတယ်နော်ချက်ပါအချက်မဟုတ်လေဟိုစီတက်တယ်ဟုတ်လားအမလေးဟိုချက်ကမစားနိုင်ဘူးလေကြီးလို့ရိုးချက်က3000ခွဲဆိုလားဘယ်လောက်ဆိုလားမသိဘူးတော့ဟုတ်လားတို့မရအဲ့ဒါငါချက်ဒီမမစားဖို့ဆိုသူစားနေပြီငါလည်းပြန်မလို့ရစားပြီ